ဘာလို့လဲဆိုတော့ရန်လက်စီမျက်နှာပြတာနဲ့ငွေချိုရွှေချိုလျက်စီးနဂါရဲ့ကောင်းမွန်တဲ့နေ့ရက်တွေကလုံးဝပြီးဆုံးသွားလို့ပါပဲဝမ်လင်းကတစ်ဖက်လူကလျက်စီးနဂါကိုခစ်တခဏပဲအသုံးပြုမယ်ထင်ထားခဲ့တာဘယ်တိမလဲဒီအဖိုးကြီးကလှက်လိုက်ရောလျက်စီးနဂါကိုလူယုံမပေါက်အောင်နှိပ်စက်တော့တာပါပဲလျက်စီးနဂါကရခင်လျက်စီးနက်ပြည်ရဲ့မြင့်မြတ်တဲ့သားရဲဖြစ်ခဲ့ဘူးတယ်ဒါပေမဲ့နက်ပြည်ပျက်စီးသွားပြီးနောက်လျက်စီးနဂါတွေကအလွန်ရှားပါလာခဲ့တယ်အခုဆိုလျက်စီးနဂါတစ်ခုလုံးကလျက်စီးနက်နန်းရဲ့တိမ်တွင်ကျင်းကိုခံထားရတဲ့လောက်ရှိတယ်ဒါကအင်အားကိုတိုးတက်စေုံတင်မကပဲလျက်စီးနက်နန်းအဖွဲ့ဝင်အားလုံးရဲ့အစင်တန်းတင်ကေတာလည်းဖြစ်တယ်ဝမ်လင်းရဲ့ဒီလျက်စီးနဂါကသွေးနှောထဲမှာထိတ်တန်းငွေချိုလျက်စီးနဂါဖြစ်ပြီးဝမ်လင်းနဲ့အတူလောထန်းတခွင်သွားလာတဲ့အခါတာမန်ကျင့်ကြံသူတွေကြောက်လန့်ထွက်ပြေးုံတင်မကပဲမျိုးတူလျက်စီးနဂါတွေမြင်ရင်တော့အလိုလျောက်ရှောင်ကွင်းပေးရတယ်အဲ့ဒီအချိန်ကငွေချိုလျက်စီးနဂါကဘဲသွားလူတိုင်းရဲ့အာယုံဆိုင်မှုကိုခံရပြီးအရှိန်ဝါအလွန်ကြီးမားလာတယ်ဒါပေမဲ့ငွေချလျက်စီးနဂါတေအောင်စဉ်းစားလို့မရတာကလျက်စီးနက်ပြည်ပွင့်ပြီးနောက်လျက်စီးနက်နန်းအရှင်ရန်လက်စီပေါ်လာပြီးသူ့ရဲ့မာနတွေကိုရိုက်ချိုးပြီးဝိညာဉ်အထိနာကျင်စေတဲ့မျောလင်းချက်မဲ့မှုတွေဆွဲသွင်းလိုက်တာပါပဲရန်လက်စီကလောထန်းချင်းကျန်သူတွေကိုခေါ်ပြီးမဟာမိတ်ကျေစုကိုတိုက်ခိုက်ဖို့ပထမဆုံးအနေနဲ့နေမြေနှစ်ခုကြားကဟင်းလင်းပြင်အတားအဆီးကိုဖျက်ဆီးရမယ်ဒါကြောင့်သူကလျက်စီးနက်ပြည်ရဲ့ကုန်းမြေအပိုင်း49ပိုင်းကိုကြီးမားတဲ့ယတနာဖြစ်တန့်စင်ပြီးအတားအဆီးကိုဖျက်ဆီးဖို့စီစဉ်တဲ့လျက်စီးနက်ပြည်ပွင့်တဲ့အချိန်လျက်စီးနက်နန်းကိုဝင်ရောက်လာတဲ့လျက်စီးနဂါအားလုံးကိုရန်လက်စီကတိတ်ယူပြီးနက်ပြည်ကုန်းမြေအပိုင်းစားတွေကိုဆွဲဖို့အလုတ်ကျန်းသမားအဖြစ်သုံးတဲ့ဝမ်လင်းနက်ပြည်ကိုရောက်ခါစားမှတင်ရန်လက်စီရဲ့ကံပါသူအဖြစ်သတ်မှတ်ခြင်းခံရတဲ့ရလက်အနေနဲ့မကြခင်မှာပဲဒီအဖိုးကြီးကငါတို့ဝမ်လင်းမှာငွေချိုလျက်စီးနဂါရှိနေတာကိုထပ်တိသွားပြန်တယ်ဒါကတိုက်ဆိုင်လုံးနေတာမဟုတ်ဘူးလားရန်လက်စီကလူအင်အားမလောက်ငှလို့စိုးရိမ်နေတာမို့ဝမ်လင်းရဲ့လျက်စီးနဂါကိုချက်ချင်းပဲအကြံထုတ်တော်တယ်ပါဇက်ကတော့ဝမ်လင်းစီကငှားတယ်ပြောပေမဲ့တကယ်တော့လူယူတာနဲ့ဘာမှမထူးပါဘူးကြီးမားလာတဲ့အင်အားကွာခြားချက်ကြောင့်ဝမ်လင်းမှာဘာမှတက်နိုင်ခြင်းမရှိပဲမိမိချစ်ရတဲ့ငွေချိုလျက်စီးနဂါကိုခိတ္တမျက်နှာငယ်ခံခိုင်းလိုက်ရတယ်ဒီလိုနဲ့ပဲငွေချိုလျက်စီးနဂါကမှောင်မိုက်တဲ့နှစ်ပေါင်းရာချီတားရဲဘဝတဲ့ကြာရောက်သွားတော့တယ်နေတိုင်းလေးလံတဲ့ကုန်းကြီးအပိုင်းစားတွေကိုဆွဲရပြီးကျွဲလိုနွားလိုလုပ်ရတာကိုထားလိုက်ပါအောင်သူ့ကိုအော်ဖြစ်ဆုံးကရန်လက်စီရဲ့ထူဆန်းလာတဲ့အလှအပအမြင်ပဲဖြစ်တယ်ဒီအဖိုးကြီးကနေတိုင်းမင်းနဲ့ငါနဲ့ကက်ရှိတယ်ဆိုတာကိုပါဇက်ကမချပဲလျက်စီးနဂါကိုတော့မျက်စိစပါးမွေးစရာအဝိစားတွေဆင်ញံပေးတယ်လေဘင်းမှာတုတ်ခိုင်တဲ့တန်ကြိုးတွေဆွဲပေးထားပြီးတကူလုံးမှာအင်းစာရွက်တွေကတ်ထားတဲ့ခေါင်းပေါ်ကအမျက်နှိုးဆုံးဖြစ်တဲ့မြင့်မြတ်တဲ့သွေးနှောတင်ကေတာငွေချိုကိုတောင်တန်ကွင်းကြီးစုပေးထားတဲ့မူလကအရှိန်ဝါကြီးမားပြီးနှက်သက်ကြွယ်ဝတဲ့နက်ပြည်သားရဲကတကူလုံးအစင်တစားတွေနဲ့လူရိုင်းတယောက်လိုပြင်ဆင်ခြင်းခံလိုက်ရတဲ့လက်လျှောက်ရင်အင်းစာရွက်တွေတစ်ဖြက်ဖြက်လွင့်နေပြီးမျိုးတူလျက်စီးနဂါတွေမြည်ရင်အောင်ကြောင်သွားရတယ်ပို့ပြီးစိတ်ပြက်စရာကောင်းတာကရန်လက်စီကသူ့ရဲ့လက်ရာကိုအလွန်သဘောကျနေပြီးလျက်စီးနဂါရဲ့ဒီပုံစံကမှလမ်းတယ်သူ့အစင်တန်းနဲ့ကိုက်ညီတယ်လို့ပြောနေတာပါပဲဒါကိုဘသူကခံနိုင်မှလဲနှစ်ပေါင်းတောင်းချီမာနာကြီးခဲ့တဲ့တားရဲကနေတိုင်းအင်းစာရွက်တွေတန်ကွင်းတွေနဲ့အလုတ်ကျန်းလုံယုံတွေမကပဲတရက်ခန့်အဖိုးကြီးရဲ့ချီးမွမ်းခြင်းကိုပါခံနေရတယ်ဒါကခန္ဓာကိုယ်ပင်ပန်းတာတွေမဟုတ်ပဲတားရဲရဲ့တိတ်ခါကိုမြေကြီးပေါ်ချနှင်းပြီးထက်ခါတလဲလဲပို့တိုက်နေတာပါပဲလျက်စီးနဂါမျိုးနွယ်စုတစ်ခုလုံးမှာဒီလိုအဆက်ခွဲခံရတာမျိုးရှိဘူးမှမဟုတ်ပါဘူးအဲ့ဒီနေ့ရက်တွေမှာလျက်စီးနဂါကနေတိုင်းနေရောညပါမျောလင့်နေပြီးတခင်ဝမ်လင်းလာခဲ့ပြီးဒုက္ခပင်လယ်တွေကကဲထုတ်ပေးဖို့ပဲစောင့်ဆိုင်နေခဲ့တယ်တကယ်တော့ဝမ်လင်းကလည်းမိမိရဲ့လျက်စီးနဂါကိုအမြဲစိတ်ပူနေခဲ့တာပါသူကခိတ္တခဏပဲငှားသုံးနေထင်ထားတာရန်လက်စီကအချိန်ဆွဲရင်းနဲ့လုံးဝပြန်ပေးဖို့စိတ်ကူးမရှိခဲ့ပါဘူးဒီလိုရက်ကဝမ်လင်းကိုစိတ်ဆိုးစေတယ်လို့ဘာမှလည်းမတတ်နိုင်ဖြစ်စေတယ်ဘာလို့လဲဆိုတော့ဝမ်လင်းကတစ်ဖက်လူကိုမနိုင်လို့ပါပဲလောထက်နဲ့မဟာမိတ်အဖွဲ့တရားဝင်စစ်ပွဲစတင်ပြီးနောက်ဝမ်လင်းကလျက်စီးနက်မင်းအစစ်အမှန်အစင်တန်းနဲ့စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့လို့ရန်လက်စီကလျက်စီးနဂါကိုပြန်ပေးခဲ့ရတာပါပဲအလင်းရောင်ပြန်မြင်ရတဲ့ငွေချိုလျက်စီးနဂါကဝမ်လင်းကိုမြင်တဲ့အချိန်မျက်ရည်ကျလူနီးပါဖြစ်သွားခဲ့တယ်နှစ်ပေါင်းရာချီခံစားခဲ့ရတဲ့နာကျင်မှုတွေကမျက်နှာပေါ်မှာအထင်သာပေါ်နေတဲ့ဝမ်လင်းကမိမိရဲ့သားရဲ့ဒီပုံစံဖြစ်နေတာကိုမြင်တော့ရေရမလို့ငွေရမလို့ဖြစ်သွားခဲ့တယ်ပုံမှန်အချိန်မှာနက်ဖျားလို့အဖိုးကြရန်လက်စီရဲ့အလှပအမြင်ကဒီလောက်အထိအောက်တန်းကျလိမ့်မယ်လို့သူလုံးဝထင်မထားခဲ့ပါဘူးအဲ့ဒီအချိန်မှာပဲဝမ်လင်းကမအောက်နိုင်ပဲလျက်စီးနဂါဂျိုဘော်ကတန်ကွင်းကိုတော့ပို့လိုက်တော့လျက်စီးနဂါကိုပို့ပြီးစိတ်တက်ကြသွားစေတယ်သူကသခင်ဝမ်လင်းရဲ့တနာမှုကိုရမယ်ထင်ထားတာတကယ်တော့အနာပေါ်စားဖြူလိုက်တယ်လို့ဖြစ်သွားတာပါပဲတော်သေးတာကနောက်ဆုံးမှာဝမ်လင်းကကောင်းကောင်းချော့မော့ပေးပြီးဒီပုံစံကတကယ်တော့အရှိန်ဝါရှိပါတယ်လို့မြောက်ပင်ပေးလိုက်တယ်ဒါအပြင်ရွှီလီကော်ကလည်းဘေးကနေဝိုင်းပြီးဖြောင်းဖြပေးလို့ငွေချိုလျက်စီးနဂါကရန်လက်စီရဲ့လွှမ်းမိုးမှုအရေးအောက်ကနေဖြည်းဖြည်းချင်းရုံထွက်နိုင်ခဲ့တာပါပဲခြုံပြောရရင်ရန်လက်စီဖမ်းခေါ်သွားတဲ့အဲ့ဒီနေ့ရက်တွေကလျက်စီးနဂါဘဝမှာအစိုးရိမ်ဆုံးနဲ့အနစ်နာဆုံးအတွေ့အကြုံဖြစ်ခဲ့ရတဲ့ငွေချိုလျက်စီးနဂါကလျက်စီးလန်းစင်မှာနှစ်ပေါင်းတောင်းချီမမတ်ရက်တည်ခဲ့ပြီးကဘာပြက်ကတ်ကိုလည်းမရှုံးခဲ့ဘူးအင်အားကြီးရန်သူတွေကိုလည်းမရှုံးခဲ့ဘူးဒါပေမဲ့ရန်လက်စီရဲ့မင်းနဲ့ငါနဲ့ကန်ရှိတယ်ဆိုတဲ့စကားလုံးနဲ့မျက်စိစပါးမွေးစရာလူရိုင်းပုံစံအောက်မှာတားရဲရဲ့တိတ်ခါတွေမြေခခဲ့ရတယ်ဒီလိုစမ်းပြပြီးစိတ်ပြက်စရာကောင်းတဲ့အဖြစ်အပျက်ကတကယ်ပဲလူကိုတနာစရာလည်းကောင်းတယ်လို့ရဲလဲရဲချင်းစရာကောင်းလာပါတယ်ဗျာဒီနေရာဒီမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ